မိတ်ဆွေတားဖြစ်ခြင်းရဲ့ကျေးဇူးမင်္ဂလာအလွန်ကြီးမားတဲ့ကျေးဇူးမင်္ဂလာဖြစ်တယ်ဒီအကြောင်းအရာကိုကျွန်တော်တို့ရှင်လုကာအခန်းကြီး15မှာတား2ယောက်အကြောင်းကိုကျွန်တော်တို့တွေ့ရတယ်ရှင်လုကာအခန်းကြီး15အပိုင်းရဲ့17က7တဖန်မိန်တော်မူသည်ကတစုံတယောက်တော့သူ၌တား2ယောက်ရှိတားအငယ်သည်အဘထံသို့တွား၍အဘကျွန်ုပ်ရထိုက်တော်အမွေဥစ္စာကိုဝေ၍ပေးပါဟုတောင်းပန်လေအဘသည်ဥစ္စာများကိုဝေ၍တားတို့အားပေးလေ၏ထို့နောက်များမကြာတားအငယ်ဒီမိမိဥစ္စာကိုသိမ်းယူ၍ဝေးစွာတော့ပြီးတော့တွားပင်လေထိုပြီးမှကံမကုံစည်းစိမ်လွန်ကျူးခြင်းအပြင်ဥစ္စာဖြုံးထွေး၍ဒီနေရာမှာကျမတို့ဖခင်ရဲ့နှလုံးသားကိုကျမတို့တွေ့ရတယ်တားအငယ်ကဥစ္စာပစ္စည်းတွေယူပြီးမှဖခင်အိမ်ကနေထွက်သွားတဲ့အခါဘာမှပြောကျမတို့လားဆိုရင်တော့ကိုယ့်ရဲ့ကလေးကအဲ့လိုနော်ထွက်သွားတာတွေတခုခုလောက်တာတွေဆိုရင်စူမယ်ဆဲမယ်ပြီးလို့ရှိရင်အမျိုးမျိုးပြောမယ်သူကိုကောင်းကောင်းပြောမယ်ကောင်းကောင်းပြောလို့မရရင်တော့တန်တန်ပြောမယ်ဒါပေမဲ့ဖခင်ကဘာမှပြောဘူးဖြစ်တယ်တားအငယ်ကပစ္စည်းဥစ္စာယူပြီးမှသွားတဲ့အချိန်မှာဖခင်ကခွင့်ပြုတယ်ဒီနေရာမှာဘာတွေ့ရလဲဆိုတော့ဖခင်ကလူတိုင်းကိုမထိန်ထုတ်ထားအောင်ကျမတို့ကိုဖန်ဆင်းကြတဲ့ကနေဖခင် free will ဆိုတဲ့လွတ်လပ်စွာရွေးချယ်မှုကိုကျမတို့အထက်မှာတပါးတည်းထည့်ထားပြီးသားဖြစ်တယ်။တင်ကဘယ်အရာကိုရွေးချယ်မလဲ။ဖခင်ကိုရွေးချယ်မလားလောကကိုရွေးချယ်မလား။ဒါမှမဟုတ်တင်ဘယ်အလုပ်ကိုရွေးမလဲ။မိုးရကနေမိုးချိုအမြဲတမ်းတင်ကရွေးချယ်မှုကိုပြုလို့ရတာဖြစ်တယ်။တင်ကကြီးမားတဲ့အပြစ်တွေကိုလုံလိုက်လို့ရှိရင်လည်းတခါတည်းဖခင်ကကောင်းကင်ကနေမိုးချိုတွေပြစ်ချပြီးဆုံးမမှာမဟုတ်ပါဘူး။ဖခင်ကတင့်ရဲ့ရွေးချယ်မှုကိုအမြဲတမ်းအတိမတ်ပြုပေးတယ်။တင့်ရဲ့ရွေးချယ်မှုအပေါ်မှာဖခင်ကကောင်းချီးပေးတယ်။တင့်ရဲ့ရွေးချယ်မှုအပေါ်မှာရလဒ်တွေကိုပေးတယ်။ဖခင်ကသူ့ကိုရွေးချယ်စေချင်တဲ့အခါမှာစရုပ်တရုပ်လို့ကျမတို့ကိုမထိန်ချုပ်ထားပါဘူး။ကျမတို့ရဲ့နှလုံးသားနဲ့သူ့ကိုရွေးချယ်တာကြိုက်တာဖြစ်တယ်။ကျမတို့ရဲ့နှလုံးသားနဲ့သူ့စီကိုလဲလာတာကိုကြိုက်တဲ့ဖခင်ဖြစ်တယ်။ဒါနဲ့တားအငယ်ကအဲ့ဒီပြီးမှတခြားတော့ဖခင်နဲ့ဝေးတဲ့ပြီးမှကာမဂုဏ်စည်းစိမ်ကိုလွန်ကျူးတယ်သူ့မှာရှိသမျှဥစ္စာပစ္စည်းတွေကုန်တယ်အဲ့ဒီအချိန်မှာသူ့ဘေးနားမှာနောက်ဆုံးဘယ်သူမှမရှိတော့ဘူးဖြစ်တယ်ဖြစ်နိုင်တာကတော့သူငွေကြေးတွေစည်းစိမ်တွေအများကြီးရှိနေတဲ့အချိန်မှာသူ့မိတ်ဆွေတငယ်ချင်းအများကြီးရှိမှာအများကြီးသူ့ဘေးနားမှာလူတွေအများကြီးရှိလိမ့်မယ်ဒါပေမဲ့အခုချိန်မှာဘာမှသူ့ရှိမှာတစီဥစ္စာတွေမရှိတော့ဘူးဆိုတဲ့အချိန်မှာလူတွေကလည်းသူ့ရဲ့ဘေးနားမှာမရှိတော့ပါဘူးဒီနေ့လောကမှာကျမတို့မှာရှိတဲ့အရာကိုခြံထားမှာမဟုတ်ဘူးလောကကိုကျမတို့သွားတဲ့အခါမှာကျမတို့မှာရှိတဲ့အစွမ်းစားတွေနော်စာရန်ကတခိုးမဲ့တတ်မဲ့ဖြစ်စီမယ်ဆိုတဲ့အတိုင်းကျမတို့မှာရှိတဲ့အရေးချင်းတွေသက်စွမ်းနိုင်ခြင်းတွေခွန်အားတွေအားလုံးကိုယူမှာဖြစ်တယ်ကျမတို့ကိုတနာမှာမဟုတ်ဘူးလောကကကျမတို့ကိုတနာမှာမဟုတ်ရန်သူကကျမတို့ကိုတနာမှာမဟုတ်ဘူးကျမတို့ရဲ့အထဲမှာရှိသမျှအကုန်လုံးကိုစုပ်ယူမှာဖြစ်တယ်ဘာမှမတတ်နိုင်တဲ့အချိန်မှာဘာမှမကြံတော့တဲ့အချိန်ထိကျမတို့အထဲကအကုန်လုံးယူကျင်တာဖြစ်တယ်ကျမတို့သိဖို့အတွက်အရန်ရေးကြည့်တာအသက်ပြိုနေတဲ့အချိန်မှာကျန်းမာနေတဲ့အချိန်မှာတဲ့အကောင်းဆုံးလုံးဆောင်နိုင်တဲ့အချိန်မှာဘုရားသခင်အတွက်သင်ကစက္ကပ်ဖို့အတွက်ဖြစ်တယ်။ဘာမှမကြံတော့တဲ့အချိန်မှာသင်ဘုရားသခင်စီလဲလာဖို့အတွက်မဟုတ်။ဒါနဲ့အဲ့ဒီပြီးမှဒီတားအငယ်ကကံမကုံလွန်ကျူးပြီးဥစ္စာပစ္စည်းတွေအကုန်လုံးကုန်တဲ့ခါမှာနောက်ဆုံးသူကဘာလုပ်တယ်လဲဆိုဝက်ကြောင်းနဲ့အလုပ်ကိုလုပ်ဖို့အတွက်လူတယောက်စီမှာသွားပြီးကြုံခံတယ်။ဝက်ကြောင်းနဲ့အလုပ်ဆိုတာကအလွန်ပင်နှိမ်ကြတဲ့အလုပ်ဖြစ်တယ်။ဂျူးလူမျိုးတွေအတွက်အနိုင်ဆုံးနေရာကိုသူရောက်သွားတယ်အဲ့ဒီအချိန်မှာသူကဝက်တွေကြောင်းရတယ်ဒါပေမဲ့သူ့မှာသူ့ကိုအစာမကျွေးဘူးအဲ့ဒီဒုက္ခရောက်နေတဲ့အချိန်မှာခက်ခဲနေတဲ့အချိန်မှာနောက်ဆုံးသူပါတတိယလဲဆိုသူ့အဖေရဲ့အိမ်ကိုတတိယတာဖြစ်တယ်သူ့အဖေအိမ်မှာရှိတဲ့ကျွန်းနေစားစရာတွေဝအောင်စားရတယ်အစာအတော့ကိုသွားပြီးတတိယရတယ်ဘိုင်အရန်စာနေတဲ့အချိန်မှာငါအဖေအိမ်မှာရှိတဲ့ကျွန်းတွေတောင်မှဝါဆော်စားရတယ်ဘာကြောင့်ငါဒီပြီးမှဒါတော့ဒုက္ခဆင်းရဲခံနေရမှာလဲဆိုဒုက္ခရောက်တဲ့အချိန်မှာဘယ်သူ့သွားတည်ရလဲဆိုဖခင်ရဲ့အိမ်မိတ်ဆွေဒီနေ့တင်ခက်ခဲမှုတွေကြုံရတဲ့အချိန်ကာလတွေရှိမယ်
အစမပြေတဲ့အချိန်ကာလတွေရှိမယ်အရင်ဦးဆုံးတင်တတိယတက်တာဘာလို့လဲဆိုဖယားသခင်ကိုတတိယဖို့အတွက်ဖြစ်တယ်ဖယားသခင်ကို तू တွားပြီးမှတတိယတယ်ပြီးတော့အဲ့လိုတတိယတဲ့အခါမှာနောက်ဆုံး तू ကပြန်ဖို့အတွက်ဆုံးဖြတ်တယ်ငါအဖေရဲ့အိမ်ကိုငါပြန်မယ်တကယ်လို့တားတယောက်အနေနဲ့လက်မခံတော့ဘူးဆိုတော့မှကျွန်တယောက်အနေနဲ့ငါတွားမယ်ဆိုတဲ့ဆုံးဖြတ်ချက်ဒါမှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ဖယားသခင်စီအမြဲတမ်းလဲလာမယ်ဆိုတဲ့ဆုံးဖြတ်ချက်မိတ်ဆွေရဲ့ဘဝအသက်တာမှာအမြဲတမ်းရှိတဲ့အခါတလေမှာစာရန်ကတင်ဒီအပြစ်တွေကိုလှုပ်ထားပြီးပို့ပြီးမှမကောင်းတဲ့အရာလှုပ်ဖို့အတွက်ကျမတို့အသွေးခေါ်ထဲမှာမကောင်းတဲ့ idea စီလာပေးတယ်။ဒါဖယားသခင်နှလုံးသားအလိုမဟုတ်ဘူးဖြစ်တယ်။ဖယားသခင်ကမိတ်ဆွေဘလောက်ဝေးတင်သွားနေတာလဲ။ဘလောက်ဝေးသွားနေပေမဲ့ဖယားသခင်ရဲ့မေတ္တာကတင့်ကိုစောင့်ကြိုနေစေဖြစ်တယ်။ဖယားသခင်ရဲ့ချစ်ခြင်းနဲ့တင့်ကိုပွေးဖက်ပေးနေစေဖြစ်တယ်။အရေးကြီးဆုံးကဖယားသခင်စီပြန်လာမယ်ရှေးဦးမြတ်တာရောနေတယ်လို့ခံစားရလားငါဒီနေ့တို့ဖယားသခင်ရဲ့ရှေးဦးမြတ်တာစီကိုပြန်လာမယ်လို့ဆုံးဖြတ်ချက်ဟာမိတ်ဆွေအတွက်မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်ဒါနဲ့ तू ပြန်လာတဲ့အချိန်မှာဖခင်ရတဲ့အဝေးကြီးကနေ तू တောင်းမြင်တယ် तू တောင်းမြင်ပြီးသူ့သားစီကိုအရင်ပြေးပြီးမှဘာသွားလို့တလဲဆိုတော့ဖက်ပြီးမှနမ်းရှုပ်တာဖြစ်တယ်တကယ်တော့သားကသူ့စီကနေထွက်သွားတဲ့အချိန်မှာအကောင်းဆုံးအဝတ်အစားတွေနဲ့ထွက်သွားတယ်နော်အမွေတွေကင်ပြီးမှယူပြီးမှထွက်သွားပြန်လာတဲ့အချိန်မှာအဲ့ဒီဝတ်စားတာမှမမှတ်မိတော့ဘူးနန်းစောလို့ဝက်တွေကြောင်းထားတော့ဒါနဲ့ဖခင်ကဘာလုပ်တယ်လဲနေ့တိုင်းသူ့သားပြန်လာမဲ့လမ်းကိုစောင့်နေတာဖြစ်တယ်မျောလင့်နေတာဖြစ်တယ်မင်းကသူ့သားကိုအမြဲတမ်းချစ်ချင်းမေတ္တာနဲ့သူ့ဖေကအမြဲတမ်းစောင့်ကြိုနေတဲ့အခါမှာသူ့သားကိုတွေးတဲ့အချိန်မှာအရင်ဦးဆုံးဖခင်ကအနမ်းနဲ့ကြိုဆိုတယ်အာမင်ဖခင်ရဲ့မျက်မှောက်တော်ထဲမှာဖခင်သခင်ကလည်းမိတ်ဆွေကိုတခါမှသင်မခံစားဘူးတဲ့လောကလူတွေမပေးနိုင်တဲ့ချစ်ချင်းမေတ္တာနဲ့သင်ကိုလွမ်းခြုံပေးမှဖြစ်တယ်အာမင်ဖခင်သခင်မိတ်ဆွေကိုချစ်တယ်သခင်နှုတ်ဆက်တော်နမ်းခြင်းနဲ့ကျမကိုနမ်းပါလို့ရှောလမုန်တခြင်းမှာပါတယ်လို့ကိုရောရဲ့မေတ္တာစပြည့်ရထက်တာ၍ကောင်းတာဖြစ်တယ်လောကအရာတဲ့တာ၍ကောင်းတာဖြစ်တယ်ထိုဖခင်ရဲ့မေတ္တာကိုသင်တခါခံစားဘူးလေဆိုရင်အဲ့ဒီမေတ္တာတွေကနေသင်ကဘယ်တော့မှမထွက်ပြေးနိုင်တော့ဘူးထိုဖခင်ရဲ့မေတ္တာကမိတ်ဆွေဘဝကိုလုံခြုံစေတယ်ကြောင်ရွံ့ခြင်းတန်ဝေကတွေကင်းစေတယ်ရဲရင်စေတယ်စိတ်ချမှုကိုပေးတယ်ရှင်းလင်းတဲ့စိတ်တဘောကိုပေးတယ်ထိုဖခင်ရဲ့ချစ်ခြင်းမေတ္တာကပြဿနာတွေကိုရင်ဆိုင်စေတယ်ဒီနေ့သင်လို့အပ်နေတာတခြားအရာမဟုတ်ဖခင်ရဲ့မေတ္တာဖြစ်တယ်ဒီလူကငါ့ကိုဒီလိုပြောတယ်ဒီလူကငါ့ကိုဒီလိုမျိုးပြောတယ်လို့လူတွေကိုလိုက်ကြည့်နေဖို့အတွက်မို့ဖခင်ရဲ့မေတ္တာလုံလောက်စွာတတ်မှရှိတယ်ဆိုရင်အဲ့ဒီလူတွေကိုသင်ဟာချစ်ချင်းမေတ္တာပေးမဲ့သူဖြစ်တယ်ဒီနေ့မိတ်ဆွေရဲ့နှလုံးသားတကားဖွင့်ပြီးထိုဖခင်ရဲ့မေတ္တာကိုသင်ခံယူပါအာမင်ပြီးလို့ရှိရင်ကျမတို့ပြန်ဆက်ဖတ်သွားတဲ့အခါမှာတားကလည်းအဘကျွန်ုပ်ဒီဖခင်သခင်ကို၎င်းကိုရောကို၎င်းပြစ်မှားပါပြီယခုမှစ၍ကိုရောဤတားဟုခေါ်ခြင်းကိုမခံထိုက်ပါနဲ့အဘကမြတ်တော်ဝတ်လုံကိုယူပြီးမှချုံပြီးတော့သူ့လက်စွပ်တစားတွေသူ့ကိုပေးကြခြေနင်းတွေကိုလည်းပေးစူအောင်ကျွဲတဲ့နွားကလေးကိုတတ်ကြနော်ပျော်မွေ့ခြင်းကိုပြုကြမယ်ဆိုပြီးမှသူ့ရဲ့အဖေကသူ့ကိုဘာလုပ်လဲဆိုကြိုးဆိုးတယ်ဝမ်းမြောက်လို့ကြိုးဆိုးတယ်တားပြောတယ်မထိုက်တန်တော့ဘူးဒီနေ့တားကကြုံမဟုတ်ဘူးဖြစ်တယ်ကြုံကအမွေမရအောင်ဘလောက်ကောင်းအောင်လုပ်လို့ဘလောက်ကောင်းအသက်ရှင်ကြုံကကြုံမယ်ဒါမဲ့တားကပြန်လာတဲ့အခါမှာဖခင်ကကြုံလိုမျိုးသဘောမထားဘူးတဲ့တားကတားပဲတားရဲ့အခွင့်အာဏာလက်စွပ်ဆိုတာအခွင့်အာဏာပြီးတော့ချင်းနှင်းဆိုတာကပိုင်ဆိုင်ခြင်းတွေပြီးလို့ရှင်ဝတ်လုံတွေပြီးတော့အကောင်းဆုံးသောနွားတရိစံတွေကိုတက်ပြီးမှကျိုးဆိုးတယ်ပွဲလုပ်တယ်ဝမ်းမြောက်တယ်ဒီနေ့မိတ်ဆွေသင်ဟာဖခင်သခင်တားဖြစ်တယ်ဖခင်ရဲ့တားဆိုတော့ကအမွေခံသင်ကိုသင်ပြောမယ်အော်ငါအပြစ်တွေအရန်လုံးတိုင်းမထိုက်တန်ဘူးသင်ကိုသင်ဘလို့ပဲသင်စဉ်းစားဖခင်သခင်သင်ကိုမြင်တဲ့အမြင်ဖခင်သခင်သင်ကိုလက်ခံတဲ့အရာကသင်ဟာတားဖြစ်တယ်အာမင်ဖခင်သခင်ဘုံစည်းစိမ်အမွေအကုန်လုံးကိုပိုင်ထိုက်မဲ့တာသင်ဖြစ်တယ်ဟာလေလုယာသင်ကအမွေခံဖြစ်တယ်အာမင်ဖခင်သခင်ရဲ့ကောင်းကြီးမင်္ဂလာအလုံးစုံကိုခံရမဲ့တာဖြစ်တယ်ကြုံမဟုတ်ဘူးအာမင်ဒါနဲ့သူ့အကိုကအဝေးကနေပြန်လာတဲ့အချိန်မှာအဝေးကနေအတန်တွေကိုကြားတယ်တော့ငယ်သားတယောက်ကိုခေါ်တယ်အဲ့ဒီအချိန်မှာသူ့
ညီပြန်လာတဲ့အတွက်ကြောင့်မို့အဖေကပွဲတွေကိုလုပ်ပေးတယ်ဆိုတဲ့အခါမှာသူ့အကိုကဘလို့တွေးတယ်လဲဆိုရင်အိုးငါကကာလကြာမြင့်စွာအပိုင်ငယ်နဲ့ဆက်ကိုမှအဘစီမအစေခံပြီးအဘငါ့ကိုတခါမှနော်ငါ့ကိုမိတ်ဆွေတွေနဲ့ပျော်မွေ့ဖို့အတွက်စိတ်တကောင်းတော့မပေးဘူးငါရဲ့ညီတို့ငါအပြစ်တွေကိုမလုပ်ဘူးပြည်သူစားတွေနဲ့ပေါင်းပေါ်တဲ့ညီဖြုံးသီးတဲ့ညီကိုတော့ဒီစူအောင်ကျွေးတဲ့နွားကလေးကိုတက်ပြီးမှပွဲလုပ်တယ်ဆိုပြီးသူ့အကိုကဗာလေအိမ်ထဲကိုမဝင်ဘူးဘာခေကသူ့ကိုဘာလို့ရလဲပြန်ပြီးမှချောမွေ့ရတယ်ငါပိုင်ဆိုင်တဲ့အရာတွေအားလုံးကမင်းပိုင်ဆိုင်တဲ့အရာပဲတားအကြီးရဲ့နှလုံးသားထဲမှာပိုင်ရှင်လို့သူ့ကိုယ်သူမမြင်ဘူးတားဖြစ်တယ်လို့သူ့ကိုယ်သူမမြင်ဘူးသူ့ကိုယ်သူဘာလို့မြင်လဲဒီအရာကငါအဖေပိုင်တယ်ငါအဖေရဲ့တသက်ငါတသက်လို့မြင်တယ်ဒါဖခင်တခင်ကဒီနေ့ကျမတို့ကိုဘလို့ဖြစ်စေချင်တယ်ဆိုပိုင်ရှင်နှလုံးသားဖြစ်စေချင်တာဖြစ်တယ်တင်းကိုတင်ဝင်လာတဲ့အခါမှာတင်ပိုင်တဲ့အရာတွေကိုတင်လို့ဖို့ဘယ်သူစီမှတင်ခွင့်တောင်းစရာမလိုဘူးအရာအားလုံးကိုတင်ကလုံသွားမှာဖြစ်တယ်တင်ဗိုက်စားတယ်ဆိုရင်မူးကြောင်ထဲမှာသွားပြီးတင်ဟာချက်ပြုတ်စားတော့မယ်တင်ပိုင်တဲ့အတွက်ကြောင့်မို့တင်ရဲ့ဥစ္စာတွေပဲဖြစ်တယ်ဒီနေ့ကျမတို့ကလည်းအပိုင်ရှင်ဆိုတဲ့နှလုံးသားနဲ့ကျမတို့ကသွားဖို့အတွက်ဖြစ်တယ်ကျွန်တော်ဘုရားကျောင်းလာတဲ့အခါတော့ငါ့ကိုမကြိုးဆိုဘူးငါကြီးပဲလုပ်ရတာမို့အဲ့လိုမျိုးနှလုံးသားနဲ့မဟုတ်ဘဲနဲ့တင်ပိုင်ရှင်ဖြစ်တယ်ဆိုတင်လုံးရမှာဖြစ်တယ်တင်ပိုင်ရှင်ဖြစ်တယ်ဆိုတင်ကိုဘယ်သူမှကြိုးစိုးစရာမလိုဘူးတင်ကအဲ့ဒီနေရာမှာတင်ရဲ့အိမ်လိုပဲအိမ်ရှင်လိုပဲတခြားသူတွေကိုတင်အခန့်နိုင်မှာဖြစ်တယ်ပိုင်ရှင်နှလုံးသားရှိဖို့အတွက်လိုတယ်အာမင်သူညီရတဲ့ကောင်းကြီးမင်္ဂလာသူရတယ်လို့ခံစားဖို့အတွက်ဖြစ်တယ်။များဆိုတော့အသင်းတော်တွေမှာတော့အကိုကြီးနှလုံးသားလို့သူများရလို့ရှင်မနာလိုတယ်။သူများရလို့ရှင်ဆွဲချခြင်းတယ်။သူများရတဲ့အရာကိုကိုရတယ်လို့မခံစားရအောင်။ဒါပေမဲ့ဖယားသခင်ကကျမတို့ကိုအဲ့လိုမသွေးစေချင်ဘူး။ဒီနေ့ဖယားသခင်ပိုင်ဆိုင်တဲ့အရာတွေအားလုံးကကျမတို့ပိုင်ဆိုင်တဲ့အရာတွေဖြစ်တယ်။တစုံတစ်ယောက်တော့သူကောင်းကြီးရတဲ့အခါမှာကျမတို့ဘာလို့ပေးရမလဲ။ဝမ်းမြောက်ပေးဖို့အတွက်ဖြစ်တယ်။ဝမ်းသာပေးဖို့အတွက်ဖြစ်တယ်။သင်ဟာပိုင်ရှင်ဖြစ်တယ်။ဟာလေလုယာ။အာမင်။ဒါကြောင့်မို့ကျမတို့ရဲ့အသက်တာမှာယေရှုခရစ်တော်အားဖြင့်သင်ဟာအမွေစားအမွေခံပိုင်ထိုက်တော်သူဖြစ်တဲ့ကောင်းကြီးမင်္ဂလာကျေးဇူးမင်္ဂလာတွေအားလုံးမှာသင်ခံစားရမယ်ဒီနေ့သင်ကိုတင်ဘသူလဲဆိုတာကိုသင်သိပြီးအဲ့ဒီအခွင့်အာဏာတွေပေါ်မှာမတ်တရပြီးဖခင်ရဲ့ရှေ့တော်မှောက်မှာသင်ရဲဝံ့စွာတိုးဝင်ဖို့အတွက်လိုတယ်ဒါလို့ဆိုရင်မိတ်ဆွေအတ္တမှာကြီးမားတဲ့အမှုတွေကိုသင်လုံနိုင်မှာဖြစ်တယ်ဖခင်သားဖြစ်ခြင်းကျေးဇူးမင်္ဂလာမိတ်ဆွေဘဝအတ္တမှာအလွန်ကြီးတဲ့ကျေးဇူးမင်္ဂလာဖြစ်တယ် May God bless you all